ခရီးသွားဗီဒီယိုရိုက်ဖို့ကျမတောင်ပေါ်ကိုတက်လာခဲ့တယ်။ဒါပေမဲ့လမ်းကကြမ်းတမ်းလွန်းလို့မတော်တဆခြေချင်းဝှက်လိန်သွားခဲ့တယ်။ပတ်ဝန်းကျင်တစ်ခုလုံးကလူသူကင်းမဲ့ပြီး၆ကက်နေတော့စိတ်ပြက်လက်ပြက်နဲ့ကျမဆဲဆိုမိခဲ့တယ်။ကျမရဲ့ကားကတောင်ခြေမှာပဲရပ်ထားခဲ့တာမို့အခုအခြေအနေမှာတောင်အောက်ပြန်ဆင်းဖို့မဖြစ်နိုင်တော့ဘူး။ဒါနဲ့ခြေထောက်နာနာနဲ့အနည်းဆုံးအိမ်တစ်လုံးစီလမ်းလျှောက်သွားခဲ့တဲ့တကားဖွင့်ပေးတဲ့လူလက်ပိုင်းမျိုးသားကိုကျမအခြေအနေပြောပြလိုက်တော့သူကနွေးနွေးထွေးထွေးအိမ်ထဲဝင်ဖို့ဖိတ်ခေါ်ခဲ့တယ်။ဒါပေမဲ့ဘာမှမသိတဲ့မကောင်းဆိုးဝါးအာယုံတစ်ခုကကျမစိတ်ထဲပေါ်လာခဲ့တဲ့သူကရေတစ်ခွက်ယူလာပေးတယ်။ကျမကိုစိုက်ကြည့်နေတဲ့သူ့မျက်လုံးတွေကထူးဆန်းလွန်းလို့အဲ့ဒီရေကိုမတောက်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲခွေးနှစ်ကောင်ကအင်းရှိရောက်လာပြီးဇက်တိုက်ဟောင်နေကြတဲ့သူကချက်ချင်းထွက်သွားပြီးခွေးတွေကိုမောင်းထုတ်လိုက်တယ်။အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးအိမ်မကြီးတကားကိုလည်းပိတ်လိုက်တယ်ပြီးတော့ညနေလဲမိုးချုပ်လာပြီးကျမခြေထောက်တန်ရနဲ့တောင်အောက်ပြန်ဆင်းရင်အန်ဒီရဲ့များလွန်းတယ်လို့ပြောပြီးဒီညအိမ်မှာပဲတဲကိုသွားဖို့အကြံပေးတယ်သူစကားတန်ကရိုးသားလွန်းတာကြောင့်ကျမလည်းတတိလျော်သွားပြီးရေကိုတောက်လိုက်မိတယ်အဲ့ဒီနောက်သူကကျမကိုသူ့သားရဲ့အခန်းမှာနေဖို့စီစဉ်ပေးတယ်မနက်ဖြန်ပြန်ဆင်းရတာအဆင်ပြေအောင်ကျမရဲ့ကားကိုတောင်ပေါ်အထိသွားမောင်းတက်ပေးထားမယ်လို့လည်းပြောတယ်ဒါနဲ့ကျမကကားတော့ကိုပေးလိုက်တယ်သူထွက်သွားပြီးနောက်အခန်းကိုလှည့်ပတ်ကြည့်ရင်အန်ဆွဲတစ်ခုထဲမှာဒိုင်ယာရီတအုပ်ကိုတွေ့လိုက်တယ်အဲ့ဒီထဲမှာအနီရောင်အစွန်းထင်းတွေပေးနေတဲ့ဂီတစာရွက်တစ်ရွက်လဲညှက်ထားတဲ့စူးစမ်းကျင်စိမ့်နဲ့အနံ့ခံကြည့်လိုက်တော့တန်ကြီးနဲ့လိုရလာတဲ့အဲ့ဒီအချိန်မှာပဲကားရွှေပြီးပြန်လာတဲ့အမျိုးသားကအခန်းထဲဝင်လာတယ်တဲကျမကဂီတစာရွက်အကြောင်းမေးလိုက်တာနဲ့သူ့မျက်နှာကချက်ချင်းပြတ်သွားတယ်။ဘာလို့ငါသားပစ္စည်းတွေကိုလိုက်ငွေနေတာလဲလို့ဒေါသတကြီးမေးတဲ့ကျမရှင်းပြဖို့တော့မရသေးခင်သူကသူ့ဘာသာသူစကားဆက်ပြောနေတော့တယ်သူသားအတွက်အရာအလုံးစွန့်လွတ်ပေးခဲ့ပေမဲ့သူသားကဂီတကိုပဲစိတ်ဝင်စားခဲ့ကြောင်းတနေ့မှတော့သူစုပူမိပြီးနောက်သူသားကဒေါသထွက်ပြီးမြို့တက်အလုပ်လုပ်ဖို့ထွက်သွားခဲ့ကြောင်းပြောပြတဲ့စကားဆုံးတော့သူဒေါသတကြီးနဲ့အခန်းထဲကထွက်သွားတယ်ဒီလိုဖြစ်လာမယ်လို့ကျမမထင်ထားခဲ့ဘူး။ချက်ချင်းခန်းထဲကထွက်ဖို့စူးစမ်းလိုက်ပေမဲ့တကားကဖွင့်မရတော့ဘူးစိတ်တူပြီးဒိုင်ယာရီကိုကျန်းပြင်ပေါ်ပစ်ချလိုက်ရာကဓာတ်ပုံတစ်ပုံပြုတ်ကျလာတဲ့ကောက်ယူပြီးတေချာကြည့်လိုက်တော့ဓာတ်ပုံတွေကမျက်နှာဟာအရန်ရင်းနှီးနေတယ်လို့ခံစားရတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ခေါင်းမူလာပြီးလွန်ခဲ့တဲ့2 လခန့်ကအဖြစ်အပျက်တစ်ခုကိုသတိရသွားတယ်အဲ့ဒီနေ့ကကျမလွတ်လွှင့်နေတော့ delivery သမားတစ်ယောက်ကိုအမျိုးသမီးဖောက်တဲ့တစ်ယောက်ကဆဲဆိုအော်ဟစ်နေတာမြင်ခဲ့တယ်နောက်ဆုံးမှာ delivery သမားကစိတ်ဖိစီးမှုတွေမခံနိုင်တော့ပဲအမျိုးသမီးကိုတွန်းလိုက်မိတဲ့ကျမအတွက်တော့အဲ့ဒါကဗီဒီယိုတွေရဖို့အကောင်းဆုံးခွင့်ရဖြစ်ခဲ့တဲ့ဒါနဲ့ကင်မရာကိုသူ့ဘက်လှည့်ပြီးမိန်းကလေးတစ်ယောက်ကိုဘလို့လုံးလက်ပါရဲရတာလဲလို့အပြစ်တင်ပြောဆိုခဲ့တဲ့အဲ့ဒီ delivery သမားဟာအခုဒီအိမ်ပိုင်ရှင်ရဲ့သားနဲ့တပုံစံလေးတူညီနေခဲ့တဲ့အဲ့ဒီအချိန်မှာကျမတကူလုံးအေးဆက်သွားတဲ့ရုတ်တရက်ဖုန်းထဲကိုသတင်းအကြောင်းကြားစာတစ်ခုဝင်လာတယ်။နိုင်ပေါ်တွင်အပြင်းထန်တိုက်ခိုက်ခံရပြီးနောက် delivery သမားတေဆုံးဆိုတဲ့သတင်းဖြစ်တဲ့အဲ့ဒီအချိန်မှာပဲတကားအပြင်ဘက်ကနေအလင်းစလိုခပ်ပြင်းပြင်းတကားခောက်တန်တွေစက်တိုက်ထွက်ပေါ်လာတယ်အဲ့ဒီတော့မှကျမသဘောပေါက်သွားခဲ့တဲ့ကြမှာဟာလက်စားချေဖို့ကြိုတင်ပြင်ဆင်ထားတဲ့ထောင်ချောက်တစ်ခုတည်းကိုကိုခြေထောက်နဲ့ကိုဝင်မိနေပြီဆိုတာကိုပေါ့ like and follow လုပ်ခဲ့ပေးပါဦးနော်